ငါသိချင်တာနင်ကဂီယာဘလို့ချင်းလေးဆိုငါသိချင်တာ ဒီအချင်းနေမှာပေါ့အော်တိုမှာ အေးလေ စာဒီမှာလေနားမှာ အော်သူဟောဖြစ်သွားတာ ဟုတ်တယ် ဟိုသူများတို့ဒီနားမှာ အဲ့အဲ့ဒါမပါတော့မပါတော့ဒီမှာပဲတခါတည်းချိန်နေတာ 35မိနစ်လောက်အားသွင်းလိုက်ပြီဆိုတာနဲ့မျိုးထဲမှာဆိုလို့ရှိရင် 3-4ရက်လောက်အသာလေးမောင်းလို့ရတယ် အားသွင်းမှုအချိန်ပတ်သက်မပေးနိုင်တဲ့သူတွေအတွက်အရင်ဆင်ပြေပါတော့ ကလောတော့ရတာလေဒီကအသွင်း8000ပဲကုန် သွားပြန်အောင် အေး ဝါ တယ်နော် အဲ့တော့ကျွန်တော်တို့ကအချိန်ကုန်လဲတက်တာတယ် အကျက်တက်တာပေါ့နော် ပြပေါ့ပါရဲ့အဓိကပါကင်ပေါ့ဒီလား ကျွန်တော်ကြာကောင်းကောင်းအရင်မကျွမ်းတော့ကာပတ်ကင်ဒုက္ခမရောက်တော့ဘူးဗျာ ပတ်ကင်ကသူ့အတွက်နေရာရှိပြီးသားတိတ်တိတ်လေးဆိုတော့ဘယ်နေရာမှထိုးလို့ရတယ် စွတ်ဆိုရဝင်သွားတာပဲဘာမှအရင်စဉ်းစားစရာမလိုအားကြောင့်ပြောကားလေးကသေးတယ်ပါကင်အဆင်ပြေတယ် တွင်းကလည်းကျဲတဲ့အတွက်ကျွန်တော်တို့ထိုင်ရလဲတတောင်းတတာရှိ လွတ်လပ်လပ်ရှိရလို့ခံစားရတယ် နောက်ခန်းနဲ့ကျဲတယ်ဒီက နော် ကျပြင်းကျင်တိတ်လေးလို့ထင် တေးလို့ထည့်ပဲလို့ခန်းရမ်းကျဲလူစု900လောက်ဆက် စ နော် တာပေါ့ ရေဝတ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းအေးဆေးဖြတ်မောင်းလို့ရတယ် အဲ့ဒါမျိုးစရာမလိုငါတို့ဟိုကားတော့ကားလေးရောက်ပြီဆိုတာနဲ့ဆက်ကအော်တိုလုပ်ပြီလား